ကလေးလေးတွေဟာလိန်တတ်တယ်ငယ်ရွယ်တဲ့အချိန်လေးမှာလိန်ပြောတတ်တယ်အဲ့ဒါကိုမိဘတွေကမထိမ့်သိမ့်တတ်ဘူးဆိုရင်ဒီကလေးကကြီးသည့်ထီအောင်လိန်တတ်တဲ့ကလေးဖြစ်သွားတတ်တယ်အဲ့တော့မလိန်အောင်သွန်သင်ပေးရမယ်ငယ်ရွယ်ဆိုတော့ကြောက်လို့ဖြစ်ဖြစ်ဘာလို့ပဲဖြစ်ဖြစ်လိန်ပြောတာလိန်နာဟာကလေးလေးတွေအဖို့မှာမုံစားသလိုပဲနော်မမှန်ကန်ကန်ပြောရင်လူကြီးတွေကငါရိုက်မာလားမှန်မာလားဆိုတော့ကြောက်တာနဲ့လည်းလိန်နာပဲပေါ့နော်အဲ့ဒါလို့ခုနှစ်နှစ်အရွယ်ကလေးလေးဟာလိန်တတ်မှဆိုလို့မြတ်စွာဘုရားကရာဟုလလေးကိုမလိန်ရအောင်ကလေးလေးနားလဲအောင်သင်တဲ့သုတ်တန်လေးဟာဘုန်းကြီးတို့တွေဖို့မှလည်းအမတန်မှတန်ဖိုးရှိတဲ့တရားတစ်ပုဒ်ပါပဲတရက်တော်မြတ်စွာဘုရားကရာဟုလကိုခေါ်တယ်ရာဟုလလာငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားပြီးတော့မြတ်စွာဘုရားကခြေဆေးတဲ့နေရာရောက်သွားထိုင်ပြီးတော့ခြေဆေးဖို့ရာရေခတ်ထားတဲ့ရေအိုးထဲကနေပြီးတော့ခွက်ကလေးနဲ့ရေခတ်ယူလိုက်ခတ်ယူပြီးတဲ့အခါမှာရေလေးကိုတဝက်သွန်ပြီးတော့မြတ်စွာဘုရားမေးတယ်ရာဟုလတွေ့လားဟောဒီမှာရေခွက်ထဲမှာရေတဝက်ပဲရှိတယ်တွေ့လားဆိုတော့တွေ့ပါတယ်ဘုရားတဲ့လောကမှာလိန်ပြောတတ်တဲ့လူဆိုတာကြည့်ကိုချင်းတရားပြည့်ပြည့်ဝမရှိဘူးတဲ့